ကိုယူညီမလေးကတော့တာ ကိုကြီးဘယ်လိုလဲ ပြောတော့မှပြော အော်ပြောနေပါလေ မင်္ဂလာဖက်ဆန်တော့တက်နေနေပါ ပတ်စံနေပါလား ဟုတ်တယ်ကိုကြီးတောင်းချင်တာတုံးဖို့အတွက်ညီမလေးကတော့တာ ပြောနေကွာပြောအောင်တိုက်တော့မပြေဖြစ်တော့နေဟုတ်ပါရှင်းတောင်းနေ တော်ဝဲညီမလေးဟာကိုကြီးမှာဝယ်စားကောင်းကောင်းရှိတာပေါ့ညီမလေးကြောတဲ့လူနဲ့ကိုကြီးကဝယ်စားအတက်တွေဝဲညီမလေးရဲ့မင်္ဂလာပွဲမှာရှိုးထုတ်ပြီးအောင်ပါ ကိုကြီးကိုညီမလေးတစ်ခုလောက်တောင်းမှန်ခြင်းတယ် ဘာညီမလေးကဘာတောင်းမှန်းမလဲဘာမှမတောင်းမှန်းနဲ့နော်တောင်းမှန်းစရာမလိုပါဘူးကိုကြီးကလေညီမလေးကိုအားလုံးခွင့်လို့ထားပြီးသားဟုတ်ပြီလားတောင်းမှန်းနဲ့မတောင်းမှန်းနဲ့ ညီမလေးကအဲ့လိုတောင်းမှန်ခြင်းတာမဟုတ်ပါဘူးအဲ့ငွေကိုယူပြီးတော့ညီမလေးရဲ့မင်္ဂလာပွဲကိုမလာဖို့အတွက်တောင်းဆိုခြင်းလို့ပါ ဒီရဲ့တချင်းကဒီနေရာမှာဖိမှာနော် ညီမလေးရဲ့မင်္ဂလာပွဲကိုကိုကြီးကမလာရဘူးဟုတ်လား ဟုတ်ပါတယ်ကိုကြီးကိုမင်းသားကုမ္ပဏီပိုင်ရှင်တတိဆိုတော့ညီမလေးတို့မင်္ဂလာဆောင်လာမယ့်လူတွေကကုမ္ပဏီပိုင်ရှင်လူကြီးလူကောင်းနေကြီးပဲအဲ့လိုလူတွေကြားထဲမှာမှညီမလေးအကူကစီပင်မှာအမိုက်တင်းနေဝန်ထမ်းမှာဆိုပြီးတော့ညီမလေးကဘယ်မျက်နှာနဲ့မိတ်ဆက်ပေးရမှာလဲပြီးတော့ ပြောပြီညီမလေးတော့ဆိုရင်ကိုကြီးလာတယ်